ဟောင်းသွားလဲပဲခုထိမမေ့သေးဘူးရင်မအမြဲတမ်းထွက်နေမဟုတ်ခဲ့ဘူးဆိုဒါကိုအချစ်လုံးဝမပြောတတ်သူကိုနောက်ဆုံးထွက်သက်တီမေးရရတဲ့များလဲရင်နဲ့ဆွဲလိုက်မောသူ